ဟုတ်ကဲ့မမမင်္ဂလာပါရှင်ဟုတ်မမရဲ့နာမည်လေးနဲ့လည်းမိတ်ဆက်ပေးပါဦးရှင်မနာမည်ကတော့ဒေါ်ဖြူဖြူပြားဦးပါဟုတ်ကဲ့ပါမမသမီးလေးရပေါ့နော်အခုလက်ရှိဒီ IGCSE ပေါ့နော် Helix မှာစတက်ဖို့အတွက်လည်းမမဘယ်လိုမျိုးရွေးချယ်ပေးခဲ့တယ်ဆိုတာလေးလည်းပြပြပေးပါဦးရှင်။တိုင်းပြောရမယ်ဆိုရင်သမီးလေးကိုယ်တိုင်ကစပြီးတော့ရွေးချယ်ခဲ့တာပေါ့နော်။ Helix ကစီကန်းကောင်းတယ်စာတင်ကြိုင်းမှာလည်းကောင်းတယ်ပေါ့နော်။ဆရာဆရာမတွေလည်းကောင်းကြတယ်ရှင်းနာပါတယ်ပေါ့နော်။အဲ့ဒီဟာလေးကိုသမီးလေးကအရင်ဆုံးစုံစမ်းပြီးတော့တည်တာခဲ့တာ။အဲ့ဒါနဲ့သူကဒီမှာရွေးချယ်ခြင်းလဲဆိုအဲ့ဒါဆိုသမီးဆန္ဒအတိုင်းပဲဆိုပြီးတော့အမရွေးချယ်ပေးခဲ့တာဟုတ်ကဲ့ပါမမဟုတ်အခုလိုပေါ့ IGCSE exam မှာလည်းသမီးလေးကဘာသာစုံပေါ့နော်OA star ရရတယ်ပြီးတော့ higher maths တွေရခဲ့တဲ့အပေါ်မှာလည်းမိခင်တယောက်အနေနဲ့ပေါ့နော်ဝမ်းသာပီတီစကားလေးပြောကြားပေးပါဦးရှင်အဲ့ဒါကတော့ပေါ့နော်ပြောမပြတတ်အောင်ပါပဲသူ့ရဲ့ပထမဆုံးကိုကြုံရတဲ့အရေးချင်းအမှန်ပေါ့နော်ဟုတ်ကဲ့ international မှာအမှန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အမပြောမပြတတ်အောင်ဟုတ်ကဲ့ပါမမဟုတ်ပြီးတော့လို့ရှိရင်ပေါ့နော်သမီးလေးဒီလိုမျိုး result ကောင်းတွေထွက်လာဖို့အတွက်ပေါ့နော်မမတို့အနေနဲ့နောက်ွယ်ရနေပြီးတော့ဘယ်လိုမျိုးပံ့ပိုးမှုတွေလုပ်ပေးခဲ့ရပါလဲရှင်အမှန်တိုင်းပြောရမယ်ဆိုရင်တော့သူ့ကိုအများကြီးမပံ့ပိုးရဘူးသူကိုယ်တိုင်ကဒီ G1 လောက်ခဲရပေါ့နော်grade 1မှာတွေကအရန် substyle အရန်အားကောင်းအများကြီးအမားတို့ဘက်ကပံ့ပိုးခဲ့ရတာဆိုလို့သူဖြစ်ချင်တာလေးသူလိုအပ်တဲ့အရာလေးပေါ့နော်ဒီsupporting materials တွေပေါ့ electronic device တွေနဲ့သူလိုအပ်တဲ့အပိုင်းလေးတွေမှာပဲအမ motivation လေးတွေပေါ့နော်အဲ့ဒါမျိုးလေးလောက်ပဲအများကြီးမပံ့ပိုးတာဟုတ်ကဲ့ပါမမဟုတ်အခုပေါ့သမီးလေးက IGCSE ပြီးသွားတဲ့အခါမှာပေါ့နော်ဒီဘယ်ပညာရေးလမ်းကြောင်းတွေကိုဆက်သွားနေလဲအခုလက်ရှိဘယ်တန်းလေးတက်နေရဆိုတာလေးကိုလည်းပြပြပေးပါဦးရှင်ဒီ Helix မှာပဲပေါ့နော်Helix မှာပဲ OSSK အတန်းလေးကိုဆက်ပြီးတော့တက်နေရပေါ့နော်သူသွားဖို့ရည်ရွယ်ထားတာတော့ကနေဒါကိုသွားဖို့ရည်ရွယ်ထားတယ်ပေါ့ engineering ဘက်ကိုပေါ့နော်ဟုတ်ကဲ့ပါမမဟုတ်အခုပေါ့နော်သမီးလေးကအခုလိုမျိုးပေါ့နော်OSST ကိုတက်တဲ့အခါမှာရောဘာသာစုံ OA star တွေရခဲ့တဲ့အတွက်ဘယ်လိုမျိုး scholarship တွေရရှိခဲ့ပါသေးတယ်လဲရှင်ဒီဘက်ကနေပြီးတော့ Helix ဘက်ကနေပြီးတော့ဒီကျောင်းမှာဆက်တက်တာရောပေါ့နော်50% scholarship ရခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ပါမမဟုတ်ပြီးတော့ပေါ့နော်သမီးတို့တွေပေါ့နော်ဒီကလေးက OSST ပြီးသွားတဲ့အခါမှာရောပေါ့မမတို့အနေနဲ့ဘယ်ပတ်ဝေးနဲ့ဘယ်နိုင်ငံ university ပေါ့နော်မမအနေနဲ့တွားရောက်ပြီးတော့ပညာသင်ကြားပေးဖို့အတွက်ရည်ရွယ်ထားပါတယ်လေရှင်သမီးကိုပဲ choice လုပ်ခိုင်းထားတယ်ပေါ့နော်အမကတော့လောလောဆယ်တော့သူရည်ရွယ်ထားတာကတော့ engineering နဲ့ကနေဒါပဲပေါ့ခုနပြောတယ်လို့ပေါ့ဟုတ်ကဲ့ပါမမဟုတ်Helix ကိုတက်ရောက်ဖို့အတွက်ပေါ့နော်စဉ်းစားနေတဲ့ဖေဖေမေမေတို့ရှိခဲ့မယ်ဆိုလို့ရှိရင်မမအနေနဲ့ပေါ့နော်ဘယ်လိုမျိုးအကြံဉာဏ်လေးတွေပေးခြင်းလဲစကားလက်ဆောင်လေးပါပေးပါဦးနော်မမဟုတ်Helix ကိုရွေးချယ်ခဲ့မယ်ဆိုလို့ရှိရင်တော့တေချာတာတစ်ခုကတော့လုံးဝမှားမှာမဟုတ်ဘူးပေါ့နော်အမဒီကလေးနဲ့ပတ်သက်လို့လဲ principal ရော vice principal ရောပေါ့နော်ဒီ team တစ်ခုလုံးပေါ့နော် Helix ရဲ့ team တစ်ခုလုံး step team တွေရောအခြား other team တွေရောပေါ့နော်အဲ့ဒီ team တွေအားလုံးကစေတနာပပါနဲ့ပေါ့ view site ကြတယ်ပေါ့နော်အဲ့ဒါလေးတစ်ခုတော့အမတွေ့ရတယ်နောက်တစ်ခုကကြတော့မိဘတွေဒီ Helix ဘက်ကိုအပြုသဘောနဲ့ပေါ့နော်အပြုသဘောနဲ့ positive ဖက်ကနေပြီးတော့အကြံပြုပေးတဲ့အချက်လက်တွေကိုလည်းပဲconsult လုပ်ပေးတဲ့ဟာတွေလည်းအကုန်လုံးပြန်ပြီးတော့ consult လုပ်ပေးတယ်ပြီးတော့အလေးထားပေးတယ်ပေါ့နော်အဲ့အတွက်ကြောင့်လည်း Helix ကအများကြီး improvement လည်းဖြစ်လာတယ်ပေါ့နော်အဲ့ဒါလေးတွေကိုလည်းအမသဘောကျတဲ့အချက်တွေမှာပါတယ်ပေါ့အဲ့အတွက်ကြောင့်မလို့ရွေးချယ်မှုမမားစီဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ရွေးချယ်တင်တဲ့အကြောင်းလေးတစ်ကြောင်းပေါ့နောက်တစ်ခုကလည်းfees ကလည်း fair ဖြစ်တယ်ပေါ့နော်အမတို့အနေနဲ့လည်းလိုက်နိုင်မယ်တော်တော်များများလည်းလိုက်နိုင်မယ် fees လေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ရွေးချယ်တင်တဲ့အကြောင်းကောင်းလေးထဲမှာပါတယ်ပေါ့နော်ဟုတ်ကဲ့ပါမမဟုတ်အခုလိုမျိုးဖြေချပေးတဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင့်